2022 ခုနှစ်ဘောလုံးပြိုင်ပွဲတစ်ခုအတွင်းရုတ်တရက်အလင်းတန်းကြီးများပေါ်လာပြီးစစ်သားအုပ်စုတစ်ခုပေါ်ထွက်လာပါတယ်။သူတို့ဟာ2050ခုနှစ်ကနေပြစ်စုံပံကိုခီးစံပြန်လာကြတဲ့အနာဂတ်စစ်သားတွေဖြစ်ကြောင်းတကဘာလုံးကိုကြေညာလိုက်ပါတယ်။သူတို့ရဲ့သတင်းစကားကတော့အနာဂတ်မှာလူသားတွေဟာ white spy လို့ခေါ်တဲ့ကြိုသားတတဝါတွေနဲ့စစ်ဖြစ်နေပြီးရှုံးနေပါတယ်။ဒါကြောင့်လက်ရှိလူသားတွေကိုအနာဂတ်စစ်မျက်နှာကိုတွားရောက်တိုက်ခိုက်ဖို့လာရောက်အကူအညီတောင်းခံတာဖြစ်ပါတယ်။တန်ဟာအရင်ကအထူးတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့ပြီးယခုအခါသိပ္ပံပညာရှင်တဦးအဖြစ်အလုပ်လုပ်နေသူဖြစ်ပါတယ်။သူ့မှာဇနီးဖြစ်သူအမ်မီတမီလေးမြူရီတို့နဲ့ပျော်ရွှင်စွာနေထိုင်နေပါတယ်။ဒါပေမဲ့အစိုးရကလူတိုင်းကိုစစ်မှုထမ်းဆောင်ဖို့မဲခွဲရွေးချယ်ပြီးဒဏ်လဲရွေးချယ်ခံရပါတယ်။သူဟာအနာဂတ်ကိုခီးသွားပြီး white spy တွေကိုတိုက်ခိုက်ရမယ့်စစ်သားတစ်ယောက်ဖြစ်လာပါတော့တယ်။ဒဏ်နဲ့အဖွဲ့ဟာအချိန်ခီးသွားပြီး2050ခုနှစ်ကိုရောက်ရှိသွားကြပါတယ်။ဒီမှာတော့ကဘာကြီးဟာလုံးဝပျက်စီးနေပြီး white spy တွေရဲ့လက်ချက်ကြောင့်လူသားအများစုသေဆုံးနေပါတယ်။ဒီတပ်တော်တွေဟာအလွန်မင်းကြမ်းတမ်းပြီးအလျင်မြင်မျိုးပွားနိုင်စွမ်းရှိပါတယ်။ဒဏ်တို့အဖွဲ့ဟာသူတို့ရဲ့အားနည်းချက်ကိုရှာဖွေဖို့စူးစမ်းရင်းအနေအတွေကိုရင်ဆိုင်ရပါတယ်။ဒန်ဟာအနာဂတ်မှာသူ့သမီးဖြစ်နေတဲ့မြူရီနဲ့တွေ့ဆုံခဲ့ပါတယ်။မြူရီဟာသိပ္ပံပညာရှင်တဦးဖြစ်ပြီး white spy တွေကိုတည်စေနိုင်တဲ့အစိတ်တစ်မျိုးကိုတီထွင်နေသူဖြစ်ပါတယ်။ဒါပေမဲ့သူတို့အဖွဲ့ဟာအစိတ်ကိုအပြည့်အဝအသုံးမပြုနိုင်ခင် white spy တွေရဲ့တိုက်ခိုက်မှုကြောင့်မြူရီသေဆုံးသွားပါတယ်။ဒန်ဟာဝမ်းနည်းစွာနဲ့ပြစ်ဆို့ပံကိုပြန်လာပြီးဒီအစိတ်ကိုအသုံးပြုဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒန်နဲ့သူ့မိတ်ဆွေတွေဟာ white spy တွေရဲ့မူလဇွန်မြစ်ကိုရှာဖွေပြီးရုရှားနိုင်ငံနှင်းထူတဲ့တောင်တစ်ခုမှာသူတို့ရဲ့အဓိကခိုအောင်ရနေရာကိုတွေ့ရှိပါတယ်။သူတို့ဟာစိတ်ကိုအသုံးပြုပြီး white spy ဘရင်မှကိုတက်ပစ်နိုင်ခဲ့ပါတယ်။ဒါဟာဂျန်နဲ့ white spy တွေကိုပါတီစေနိုင်ခဲ့ပြီးလူသားမျိုးနွယ်ကိုကယ်တင်နိုင်ခဲ့ပါတယ်။တေတူမော်ရိုဝါကိုကျွန်တော်ရဲ့ Telegram မှာလာရောက်ကြည့်ရှုနိုင်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာရုပ်ရှင်တွေအတွက် channel လေးကိုစောင့်မျှော်ကြည့်ရှုပေးပါဦးခင်ဗျာ။